အားလုံးပဲမင်္ဂလာပါအားလုံးပဲこんにちはအခုတလောဟာနာနဲ့ကျွန်တော်နဲ့ဆင်ကျင်ဖြစ်နေတဲ့အကြောင်းအရာထဲကနေပြီးတော့မှလူငယ်တွေအတွက်တကယ်ကောင်းကြီးဖြစ်မဲ့အရာခွန်အားဖြစ်မဲ့အရာလေးတွေကိုပြန်ပြီး sharing လုပ်ချင်တဲ့အတွက်ကြောင့်ဒီ podcast လေးကိုစဖြစ်လိုက်တာဖြစ်ပါတယ်ဖြစ်ရှင်တော့ကျမတို့နှစ်ယောက်ကတစ်ချိန်တည်းမှာပဲရှောလမုန်မင်းကြီးရဲ့အကြောင်းကိုကျမတို့သွားပြီးတော့ဖတ်မိလိုက်တယ်အဲ့ဖတ်လိုက်တဲ့အချိန်မှာကျမတို့အများကြီးရလာတယ်အဲ့တော့ကျမတို့အများကြီးရလာတဲ့ဟာကိုကျမတို့ထဲမှာပဲကျမတို့တိတ်မထားချင်ဘူးကျန်တဲ့လူငယ်တွေကိုလည်းကျမတို့အရန် sharing လုပ်ပေးချင်တယ်အဲကြောင့်ကျမတို့ဒီ podcast လေးကိုစပြီးတော့ရိုက်လိုက်ရတာဖြစ်ပါတယ်ဟုတ်တယ်အခုဆက်ပေးချင်တာတခုရှိတယ်။ဘာလဲဆိုတော့ကျွန်တော်ကျမ်းစာဖတ်ပြီးတော့မှနားမလည်ဘူးပုံမြင်လို့ပဲဖြစ်နေတာမဟုတ်ဘဲနဲ့ဒီကျမ်းစာထဲမှာဖျားဖော်ပြထားတဲ့เนาะသူတွေရဲ့အသက်တာတွေကနေပြီးတော့မှ learning လုပ်ဖို့အတွက်ကျွန်တော်တို့ရဲ့တကယ် real life ထဲမှာ apply လုပ်နိုင်ဖို့အတွက်ပေါ့နော်။အဲ့ဒါလေးကိုသင်ယူမိတာတွေရှိတယ်။အားကြောင့်မို့လူငယ်တွေကိုလည်းတကယ်အကျိုးရှိနဲ့ထိရောက်ပေါ့နော်။အသက်ရှင်နိုင်ဖို့မျှော်လင့်ချက်မဲ့နေတယ်အခုအနာဂတ်မှာဘာလုပ်အောင်မလဲမသိဘူးဘယ်လမ်းသွားအောင်လဲမသိဘူးလမ်းပြောင်းနေတဲ့လူငယ်တွေတကယ်မျှော်လင့်ချက်ရဖို့ပေါ့နော်ဒီ podcast လေးကိုစလုပ်ပေးပြတာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဆိုရင်ကျမတို့ဆရာဘက်ကနေပဲအရင်စလိုက်ရအောင်ဆရာဘာတွေရလိုက်လဲအဲ့ဒါကိုအရင်ကြားချင်နေပြီဆရာဆိုတော့ဒီတစ်ခေါက်ဆောလမုန်ရဲ့အကြောင်းကိုပြန်ပြီးတော့မှဆင်ကျင်တဲ့အခါမှာသူ့အသက်တာထဲမှာတကယ်ထူးထူးခြားခြားပေါ့နော်ရယူလိုက်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါကနံပါတ်1တစ်ချက်ကဘာလဲဆိုတော့ဆောလမုန်ကသူ့ကိုသူသိတယ်သူဘာလို့နေလဲဆိုတာကိုသူသိတယ်ဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ know yourself no and what do you need သူတက်တာထဲမှာ तू ဘာလို့နေတာလဲဆိုတာ तू ကကောင်းကောင်းသိတယ်အတွက်ကြောင့်မို့ဖခင်ကမေးလာတဲ့အခါမှာ तू ကတိကျကျပြန်ပြီးတော့ပြောနိုင်တယ်အဲ့ဒီအရာလေးကိုလူငယ်နဲ့ဘာကိုဆက်ပေးနေတာလဲဆိုတော့အခုခေတ်မှာလူငယ်တွေတော်တော်များများကဒဏ်ပြောင်းနေကြတယ်ဘယ်သွားမှမသိဘူးဘာလုပ်မှမသိဘူးအဲ့လိုဖြစ်နေတဲ့အခါမှာကျွန်တော်ကလူငယ်တွေတက်တာထဲမှာအလင်းမျက်စိအလင်းပွင့်စေခြင်းနဲ့ကိုယ့်ရဲ့အထက်ထဲမှာဘာရှိလဲကိုကဘယ်ကိုသွားရမှာလဲကိုဘာလုပ်နေလဲဆိုတာကိုတိကျကျသိစေခြင်းတာအရင်အရေးကြီးရနော်အဲ့ဒီချက်ကဆိုတော့ဒီကျမ်းချက်လေးနဲ့ကျွန်တော်အရင်ဖတ်ပြခြင်းနဲ့ဆိုတော့ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး3ထဲမှာရှိတယ်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး3ငယ်9တို့ဖြစ်၍ကိုရောကျွန်သည်ကိုရော၏လူတို့ကိုတရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကိုပိုင်းခြား၍သိတတ်သောဉာဏ်ကိုပေးသနာတော်မူပါဤများလောက်များစွာသောကိုရော၏လူတို့ကိုအဘယ်သူသည်ကိုအလိုလျောက်တရားစီရင်နိုင်မှမည်နည်းဟုတောင်းလျှောက်၏ဒီ story လေးကဘာကိုပြောထားလဲဆိုလို့ရှိရင်ဒီချိန်မှာဆောလမုန်ကဘုရင်စပြည့်တဲ့အချိန်သူစပြည့်တဲ့အချိန်မှာ तू ကလူငယ်ပဲရှိသေးတယ် he have a lot of pressure သူ့မှာဖိစီးမှုတွေအမြောက်များစွာရှိတယ်လူတွေအများကြီး तू အုပ်ချုပ်ရမယ်တရားစီရင်ရမယ်အခါမှာ तू ရှေ့ဆက်ဖို့ရန်ခတ်နေတယ်ဒါပေမဲ့ဒီရဲ့ problem မှာပြဿနာမှာ तू ထွက်မပြေဘူး yes तू သွားတာတနေရာရှိတယ် तू ကဖျားစီကိုသွားဟုတ်တယ်အဲကြောင့်မို့ဒီကတစ်ချက်ပြောချင်တာလူငယ်တွေပြဿနာကြုံလာတဲ့အခါမှာပြဿနာတွေကထွက်ပြေးတာထက်ဖျားစီကိုသွားဖို့ကြံပေးခြင်းနဲ့ဟုတ်တယ်သွားတဲ့အခါမှာလည်းဘုရားကသူ့မေးလာတယ်ဘာကြောင့်လာလဲဆိုတော့သူရည်ရွယ်ချက်ရှိတယ်သူမှာဆိုတော့သူဘာလို့နေလဲဆိုတော့သူမှာတိကျရှင်းလင်းတဲ့အရာရှိတယ်ဆိုတော့လူငယ်တွေလည်းเนาะတစ်ခါလေကြားလို့ရှိရင်ကိုယ်ဘာဖြစ်နေမှမသိဘူးဟုတ်တယ်ဘယ်နေရာသွားခြင်းမှမသိဘူးဘာလို့နေမှမသိဘူးအဲ့လိုမှဖြစ်စေခြင်းအဲဆိုတော့ရှင်းရှင်းလင်းလင်း know yourself ဆိုတဲ့အရာကိုဒီမှာအသင်ယူလိုက်ရတယ်သူကဘုရားကမေးတယ်ဘာတောင်းလဲလို့မေးတဲ့အခါမှာသူတကယ်လို့နေတဲ့အရာသူသိတယ်ဒီရဲ့အတိုင်းကြီးကိုအုပ်ချုပ်ဖို့เนาะတရားစီရင်ဖို့သူတကယ်လို့နေတာကဉာဏ်ပညာဟုတ်တယ်အဲ့တော့ကြောင့်သူကတိကျပဲဘုရားကိုပြောတယ်ကျွန်တော်ကိုဉာဏ်ပညာပေးပါလို့ပြောအဲဆိုတော့ဘုရားကအရန်သဘောကျတယ်ဘုရားရဲ့သဘောကျခြင်းကိုခံရတယ်ပြီးတော့အဉာဏ်ပညာအပြင်ရှိသမျှကောင်းခြင်းမင်္ဂလာအကောင်လုံးသူသုံးလောင်းခြင်းခံရတွေ့ရတယ်ဆိုတော့ဒီကိုသိခြင်းရဲ့ကောင်းခြင်းမင်္ဂလာပေါ့ဟုတ်တယ်နော်ဆရာဟုတ်တယ်အဲ့တော့ကျမကကြတော့ဘာရလိုက်လဲဆိုရင်ကျမ်းပိုက်အပြင်ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီးကအငယ်6မှာရေးထားတယ်ကျမကျမ်းပိုက်တော့မဖတ်တော့ဘူးကျမအချင်းချုပ်ပဲကျမပြန်ပြီးတော့ပြောပြချင်တယ်အဲ့ကျမ်းပိုက်မှာဘာရေးထားလဲဆိုရင်ရှောလမုန်မင်းကြီးကသူ့ရဲ့အဖေဒါဝိဒ်မင်းကြီးမလုံနိုင်ခဲ့တဲ့ဗိမာန်တော်ဆောက်မဲ့ဟာကို तू လုပ်ရမယ်ဆိုတာ तू ကလေးမှာ तू ပြန်လုပ်ရမယ်ဆိုတာ तू ကောင်းကောင်းသိရပြောချင်တာကသူ့ရဲ့ project ကို तू ကောင်းကောင်းသိရ yes तू လုပ်ရမယ် project ကိုအရင်သိရကောင်းကောင်းသိရကျမတို့လူငယ်တွေရောကျမတို့လုပ်ရမယ် project ကိုကျမတို့သိပြီလားကျမတို့ဘာတွေလုပ်နေရလဲကိုယ့်ရဲ့ project ကိုကိုယ့်ရဲ့ target ကိုကောင်းကောင်းသိပြီလားကျ
ကျွန်မအဲ့ဒါတခု sharing လုပ်ချင်တယ်နောက်တစ်ခုကအဲ့ဒီဗိမ္မာန်တော်ကိုစောက်ဖို့တကယ်သူကုံချမ်းကိုဆောက်ရမယ့်ကုံချမ်းကိုသူကောင်းကောင်းသိရသူရွေးထားတဲ့ဟာကအဲ့ခါမှာအရန်ကောင်းတဲ့ကုံချမ်းအမျိုးအစားဖြစ်တယ်လေဘနုံတောင်ကအာရစ်ပင်ကိုသူရွေးထားတာဖြစ်တယ်အဲ့အာရစ်ပင်ကအရန် strong ဖြစ်တယ်အရန်တန်ပါတယ်အကောင်းစားဖြစ်တယ်အဲ့တော့ तू ကဗိမ္မာန်တော်ကိုဆောက်ဖို့ဖယားရဲ့ဗိမ္မာန်တော်ကိုဆောက်ဖို့ तू ကအကောင်းဆုံးဟာပဲ तू ရွေးထားတာ yeah excellent तू ဘာနဲ့လော့မယ်ဆိုတာ तू ကောင်းကောင်းသိရဲ့ Mm. အဲ့တော့ဟုတ်ပြီအာရစ်ပင်ကို तू တောင်းအောင်မှသိပြီအဲ့နဲ့ तू ဘယ်သူနဲ့ connect လုပ်ထားလဲဆိုရင်ထူးထူးမင်းကြီးရှိတယ်နဲ့ तू connect လုပ်ထားတယ် yeah ဘာဖြစ်လို့လဲဆိုတော့အဲ့ထူးထူးမင်းကြီးရှိတယ်ရဲ့လူတွေကအဲ့အာရစ်ပင်တွေကိုခုတ်တဲ့နေရာမှာ skillful အဖြစ်ဆုံးလူတွေဖြစ်တယ် mhm အဲ့တော့ကျမတို့ကြီးလိုက်မယ်ဆိုရင်ကျမဘာရလိုက်လဲဆိုရင်ရှောလုံးမမင်းကြီးက connect လုပ်တာအရန်တော်တယ် networking skill သူ့မှာအဲ့ဒါရှိရယ်ပြီးတော့ဘသူကဘယ်နေရာမှာဘယ်နယ်ပယ်မှာကျွမ်းလဲဆိုတာသူကောင်းကောင်းသိရယ် discerning yes discerning ရှောလုံးမင်းကြီးမှာ discerning အပြည့်ရှိရယ်ကျမတို့ပြန်ကြည့်လိုက်မယ်ဆိုရင် why discerning ဘယ်ရလာလဲဖျားစီရလာလေဖျားသူ wisdom ပေးတာလေအဲ့တော့သူ့အထင်မှာအကောင်းဆုံးတွေပဲရှိနေတာဖြစ်တယ်အဲ့တော့ကျမတို့လူငယ်တွေဖျားစီက wisdom တောင်းပါဖျားရဲ့ wisdom ရှိပြီဆိုတာ ਨੇ အနောက်မှာတကယ်အကောင်းဆုံးတွေလိုက်လာတာဖြစ်တယ်အဲ့တော့ तू ကပြောတယ်ဒီနယ်ပယ်မှာထူးထူးမင်းကြီးရှိရန်ရဲ့လူတွေလောက်ဒီတစ်ပင်တွေကိုခုံနိုင်တဲ့လူဘယ်သူမှမရှိဘူး skillful तू အဲ့လိုပြောခဲ့တယ်အဲ့တော့ဘယ်သူက skillful ဖြစ်လဲဆိုတာ तू ကောင်းကောင်းသိရယ်နောက်ပြီးတော့ तू အဲ့လိုပြောလိုက်တာ ਨੇ ကျမဘာကိုသဘောပေါက်သွားလဲဆိုရင်ရှောလုံးမင်းကြီးက skillful ဖြစ်တဲ့လူကိုတော်တဲ့သူတွေကိုတော်တဲ့အကြောင်း तू appreciate လုပ်တတ်တယ် wow အဲ့လိုမျိုးကျမအဲ့ဒါကိုကျမ lesson ရလိုက်တယ်နောက်တစ်ခုကကြတော့ तू ရှိရန်ကို तू ပြောသေးရယ်သူ့ရဲ့လူတွေကိုရှောမုံမင်းကြီးရဲ့လူတွေကိုထူးထူးမင်းကြီးရှိရန်လူတွေနဲ့အတူတူအလုပ်လုပ်စေပါအဲ့မှာကျမတို့ဘာရလိုက်လဲဆိုရင်ရှိရန်ရဲ့လူတွေကအရန်တော်ရယ်လေ skillful ဖြစ်တယ်အဲ့တော့သူ့ရဲ့လူတွေကိုဟိုဘက်လူတွေနဲ့အတူတူသွားလုပ်ခိုင်းပြီးတော့ landing လုပ်ခိုင်းစေတာ wow cooperate လုပ်တယ် learn လုပ်တယ် yes cooperate လုပ်ခိုင်းတယ်အဲ့တော့ရှောမုံမင်းကြီးကခေါင်းဆောင်တယောက်အနေနဲ့ကြီးတိုင်းရင်သူ teamwork skill အရန်ရှိရယ် management skill yes သူ့လူတွေဟိုဘက်မှာသွားပြီးတော့အတူတူတော့ရလာမှာပဲလေပြီးရင်ပြန်ပြီးတော့အသုံးချလို့ရတယ်လေအဲ့ပညာတွေကိုအရန်မိုက်တယ်ရှောလမုန်မင်းကြီးရဲ့ဒီ management skill ကပြီးနောက်တစ်ခုကကြတော့ရှောလမုန်မင်းကြီးထပ်ပြောတယ်ဟိရန်သူဘယ်လိုပြောလဲဆိုရင်ဟိရန်ဘက်ကလောက်အားခါတွေကြာတဲ့တော့သူပေးမယ်အဖိုးခါတွေသူပေးမယ်အဲ့တော့ကျမအဲ့ဒီကနေဘာရလိုက်လဲဆိုရင် तू ကအဖိုးခကြာတဲ့အတိုင်း तू ပေးရ value တန်မိုးထားတတ်ခြင်း တန်မိုးထားတတ်တယ် fair ဖြစ်တယ်ကြာတဲ့တော့ तू ပေးတယ်ပြီးနောက်တစ်ခုကကြတော့ဘလို့ဟိုဘက်ကလူတွေနဲ့အလုပ်လုပ်ချင်ရင်ဘလို့ negotiate သွားလုပ်အောင်လဲဆိုတာကျမအဲ့ဒါရလိုက်တယ် wisdom yeah လုံးဝနော်အဲ့အကွက်လေးပဲကြည့်လိုက်မယ်ဆိုရင်ကျမတို့လူငယ်တွေလည်းအဲ့ဒါအရင်ရေးကြည့်ရကျမတို့လူငယ်တွေအဲ့ဒါရှိထားဖို့လိုတယ်လူငယ်ခေါင်းဆောင်တွေရောလူငယ်ခေါင်းဆောင်တွေရောသူ့အောက်က follower တွေရောအရန်လိုတာဖြစ်တယ် communication skill negotiation skill management teamwork အဲ့ဒါတွေအရန်လိုတယ်ကျမလူငယ်တွေအားပေးရှင်တယ်ဒီ skill တွေကိုလေ့လာပါအရန်လိုအပ်တာဖြစ်တယ် wow တကယ်တင်ယူလိုက်ရတယ်နော်ဟုတ်တယ်ဆရာ တခြား angle နေဖြစ်တယ် Solomon ရဲ့ life မှာနော် yes it's not boring လုံးဝပြင်းစရာမကောင်းဘူးเนาะတကယ်ပဲဟိုခိုးချင်းယူလိုက်ရတယ်လို့ပဲဆရာမရဲ့เนาะအခုကဘာမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ခိုးချင်းယူမယ်ဆိုရင်မီလီယံနာတွေစီကယူမယ်ဆိုလို့ရှိရင်တနာယူဒေါ်လာတန်းချီပြီးပေးရတယ်ဟုတ်တယ်ဆိုတော့ why not နောက်ကဘက်တော်ထဲမှာတကယ်ရွှေလိုမျိုးတန်မိုးရှိတဲ့အရာတွေကျွန်တော်အများကြီးသိလာလို့ရနေတာဖြစ်တယ်ဆိုတော့လူငယ်တွေကိုတူးဖော်စေခြင်းနဲ့အချိန်ရှိတဲ့အခါမှာနောက်ကဘက်တော်ဖတ်ပါ very precious ပေါ့နော် yes ဆိုတော့နောက်တစ်ခုကျွန်တော်ဆက်ပြောချင်တာလေးရှိတယ်ဆောလမုန်တက်တာထဲမှာကျွန်တော်ဆင်ကျင်နားတဲ့အရာလေးရှိတယ်ဆိုတော့ဘာလဲဆိုတော့ review ပြန်ပြီးတော့မှသုံးသက်ဆင်ကျင်ခြင်းဆိုတော့ဟိုမမားဘူးမဟုတ်လူတိုင်းမှာတယ်ဒါပေမဲ့အမားကိုအမားအတိုင်းထားပြီးတော့မှနောက်လေဒီအမားပဲဆက်မှာမယ်ဆိုလို့ရှိရင်အဲ့ဒီအမားကတကယ်ဟိုဆုံးရှုံးမှုဘက်ကိုဥတည်သွားမှာဖြစ်တယ်ဟုတ်တယ်ဆိုတော့
အမှားတိုင်းမှာဆုံးရှုံးတာမဟုတ်ဘူး yeah အမှားမှာကျွန်တော်တို့ကအဲ့ဒီအမှားကိုပြန်ဆင်ခြင်ပြီးတော့မှ benefit အကျိုးအမြတ်ပြန်ရယူလို့ရတာဖြစ်တယ်အမှားတွေကနေပြီးတော့မှကောင်းကြီးမင်္ဂလာကိုပြန်လဲထုတ်ဖော်လို့ရတယ် yeah ဒါပေမဲ့အဲ့ဒီအမှားကို review ပြန်မလုပ်ဘူး yeah အမှားတိုင်းပဲဆက်သွားမယ်တစ်ခါလဲမှားတယ်ဒီတိုင်းပဲနောက်တစ်ခါလဲဒီတိုင်းဆက်မှားရဆိုရင်တေးကြတယ်တင်းရဲ့ life ကဆုံးရှုံးခြင်းတွေကိုသွားတော့မယ်ဒီအရာကိုလဲဆောလမုန်ရဲ့တက်တာထဲမှာကျွန်တော်ဆင်ကျင်လိုက်ရတယ်အဲ့ဒါလေးကဘာလဲဆိုတော့ तू ပြန်သုံးသက်တယ် तू ပြန်သုံးသက်တဲ့အချိန်တစ်ခုရှိတယ်ဒါပေမဲ့ तू ပြန်သုံးသက်တဲ့ timing ကအရင်နောက်ကျနေပြီအဲ့မှာဘာတင်လိုက်ရလဲဆိုတော့ timing ဆိုတာလည်းတင်လိုက်ရတယ် ဟုတ်တယ်နော်ဆရာ သိနောက်မကြခင်မှာလှုပ်เสียရှိတာကိုလှုပ်ရမှာဖြစ်တယ်ဆိုတော့အရန်နောက်ကြပြီးမှ review ပြန်လုပ်တဲ့အခါမှာသူ့ရဲ့ life မှာမှားယွင်းမှုတွေအများကြီးရှိတယ်เนาะဖျားစီကနေပြီးတော့မှ deviation သူလွဲချော်သွားတယ်တခြားဖျားရဲ့နောက်ကိုလိုက်သွားတယ်သူ့အသက်တာအမင်္ဂလာဖြစ်သွားတယ်ကောင်းခြင်းမင်္ဂလာနဲ့စားခဲ့ပေမဲ့သူ့ရဲ့ life မှာတကယ်အဲ့လိုမျိုးဆုံးသက်ခြင်းကတိတ်မကောင်းဘူးဆိုတော့သူ review လုပ်တယ်ဒါပေမဲ့ review လုပ်တဲ့ timing နောက်ကျတယ်အဲကြောင့်မို့လူငယ်တွေကိုပြောချင်တာမှားမှာပဲလူတိုင်းမှားနဲ့မကင်ဘူးလှုပ်တဲ့လူတိုင်းမှားတတ်တယ်ဆိုတော့ကို blame ဖို့မဟုတ်ဘူးအဲ့ဒီအမှားကို review လုပ်ဖို့ကျွန်တော်ကအားပေးရှင်တယ်တခုပဲ review လုပ်တဲ့အချိန်နောက်မကြဘူးပြောချင်တယ် yes ဆိုတော့သူ review လုပ်ပြီးတိလိုက်ရတာလေးကိုကျမ်းချက်လေးတခုဖတ်ချင်တယ်နော်ဆိုတော့အဲ့ဒီကျမ်းချက်ကဒေသနာကျမ်းထဲမှာရှိတယ်ဒေသနာကျမ်းအခန်းကြီး1အငယ်1မှာနော်ဆိုတော့ကျွန်တော်ဖတ်မယ်ဒေသနာကျမ်းအခန်းကြီး1အငယ်1တဖန်ငါသည်ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကလာပါရှင်လန်းခြင်းအပြင်တင့်ကိုငါစုံစမ်းမည်တို့ဖြစ်၍ကာမဂုဏ်၌ပျော်မွေ့လောဟုဆိုရတွင်ထိုအမှုရာသည်လည်းအနတ္တဖြစ်လေ၏တဲ့အနတ္တဆိုသူသဘောပေါက်သွားတယ်ဒါပေမဲ့သူသဘောပေါက်တဲ့ချိန်ကနောက်ကျပြီဖြစ်တယ်သူအများကြီးမှားခဲ့တယ်ဆိုတော့ဖခင်ကိုယ်ွယ်ကြီးကနေလမ်းလွဲတယ်အဲဆိုတော့ဟိုဒီဆောလမုန်မှားတဲ့အမှားကနေပြီးတော့မှသင်ခန်းစာယူစီချင်တာငယ်တွေကိုကျွန်တော်စောင့်မေးပွဲဖြေလို့ရှိရင်နော် review ဆရာမတစ်ချက်လောက်စောင့်မေးဖြေတဲ့အကြောင်းလေးပြောပါစောင့်မေးပွဲဖြေတဲ့အချိန်ကြတော့ကျမတို့ကအများကြီးဖြေခဲ့လိုက်ရပြီလေဆရာရဲ့အဲ့တော့နောက်တစ်ခေါက်ပြန်စစ်ကကျမလုံးဝမစစ်ချင်ဘူးဆရာကျမအရင်မော်ပါအဲ့တော့ကျမဒီတိုင်းပဲတင်ပေးလိုက်တယ်ဒါပေမဲ့အဖြေပြန်တိုက်ကြတယ်လေကျမတို့ငယ်ချင်းတွေအဲ့ချိန်ညမှအမားတွေကပေါ်လာတယ်တစ်ခုပြီးတစ်ခုအဲ့ဒါလေးတော့ရှိခဲ့တယ်ဆရာဒါပေမဲ့စောင့်ပွဲခန်းနဲ့ပြန်ဝင်လို့မရတော့ yes ဒါကြောင့်မို့စောင့်ပွဲခန်းထဲမှာရှိနေတော့ review ပြန်လုပ်ဖို့အချိန်ရှိနေတော့ဟုတ်တယ်ဆရာအဲ့ timing မှာ review လုပ်ဖို့ yes နော်အဲ့ဒါလေးကိုကျွန်တော်လည်းသင်ခန်းစာရလိုက်တယ်ဆိုတော့လူငယ်တွေလည်းရစေချင်တယ်မှားမှာပဲဒါပေမဲ့အဲ့အမှားကို review လုပ်ပြီးတော့မှပြန်ပြုပြင်ဖို့အချိန်မနောက်ကျဖို့ပြောချင်တယ် yes ဟုတ်တယ်အားကြောင့်မို့ review is very important yes ဆိုတော့ဒီ live တစ်ခုလုံး improve ဖြစ်စေနိုင်တယ်ဒီအမှားတိုင်းပဲဆက်မှားသွားရင်တော့အရှုံးတွေကိုရောက်သွားမယ်ဒါပေမဲ့ဒီမှားထဲမှာသင်ခန်းစာယူနိုင်ရင် blessing ပဲဖြစ်တယ်ဟုတ်တယ်နော်အဲ့ဒီအရာလေးသင်လိုက်ရပါတယ်နောက်ဆုံးတစ်ချက်ကျမဘက်ကကြတော့ကျမဘာရလိုက်လဲဆိုရင်ဆရာရဲ့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ကျမကျမ်းပိုင်းမဖတ်တော့ဘူးကျမ်းညွှန်းတော့ပြောပြမယ်ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး4အငယ်33ပါသူဘာရေးထားလဲဆိုရင်ရှောလမုန်မင်းကြီးကအပင်တွေအကြောင်းကိုလည်းသူကောင်းကောင်းသိရယ်တရိษံအကြောင်းလည်းသူကောင်းကောင်းသိရယ်ဒါပေမဲ့33ရဲ့အပေါ်32ကိုခဏလေးဖတ်လိုက်မယ်ဆိုရင်သူရေးထားတယ်ရှောလမုန်မင်းကြီးကတုတ်တန်ကျမ်းတွေလည်းရေးထားတယ်ဟိုတချင်းပေါင်းထောင်ချီပြီးတော့လည်းသူရေးတယ်အဲ့ဒီအောက်မှာအပင်တွေအကြောင်းလည်းသိရယ်တရိษံတွေအကြောင်းလည်းသိရယ်အဲ့ဒါလေကျမကြည့်လိုက်တော့ဟေးရှောလမုန်မင်းကြီးသူအများကြီးပါလားသူခေါင်းထဲမှာအများကြီးပဲတကယ်အများကြီးပဲဟောအဲ့တော့ကျမပြောချင်တာကလေလူငယ်တွေကိုယ့်အထဲမှာရှိတဲ့ထမ်းလန်းကလေတခုတည်းမကဘူးကျမအဲ့လုံးဝယုံကြည် That's right ကျမလုံးဝယုံကြည်တယ်အရင်တော့အထီတော့ကျမဒီမှာထဲလန်းတစ်ခုပဲရှိရလို့ကျမသိခဲ့တာဒါမဲ့လေကြာလာတော့ဖះကပို့သွေးပေးလိမ့်ပဲဖះပို့ပြီးတော့ထင်ပေါ်စီလိမ့်ပဲကျမဒီမှာထဲလန်း3-4ခုလောက်တော့ရှိရယ်ကျမယုံကြည်ရယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဖះကလည်းသူ့အလုပ်တွေကိုစေခိုင်းဖို့ဝိညာဉ်တွေကိုရိတ်သိမ်းဖို့လူတယောက်ကိုထဲလန်းတစ်ခုလဲနေတာကြတော့ခီးသိပ်မရောက်တော့ဘူး investment တွေအများကြီးလုပ်ထားတယ် yes ကျွန်မ life ထဲမှာဗျာဟုတ်တယ်အမေတကယ်လုံးဝလေဖះထည့်ပေးထားတယ်talent တစ်ခုထက်ပို့ပြီးတော့ထည့်ပေးထားတယ်အဲ့တော့လူငယ်တွေကျမအားပေးချင်တာကရှာဖွေပါကိုယ့်ရဲ့ capacity ကိုချဲ့ထွင်ပါဟိုကို့မှာဒီ talent တစ်ခုရှိပြီးကိုရှာတွေ့ထားတယ်အဲ့မှာမရက်တန့်လိုက်ပါနဲ့ကိုယ့်ရဲ့အခြားစိတ်ဝင်စားတဲ့ interest ဖြစ်တဲ့အခြားနယ်ပယ်တွေကိုလည်း
ဆက်ပြီးတော့ခြေလန်းလန်းကြည့်ပါ อืม ကိုယ့်ရဲ့ zone တွေကိုချဲ့ပါခြေလန်းလန်းပါ อืม ဖះပြင်ဆင်ပေးထားတဲ့အရာတွေအများကြီးရှိရယ်ဖော်ထုတ်ပါကျမအားပေးခြင်းတယ်ပြီးရင်ကျမပြောရှင်တဲ့အရာကတကယ် main point ကကျမတို့လူငယ်တွေ grow ဖြစ်ရမယ်ဘယ်လိုကြီးထွားရမလဲဆိုရင် intellectually and spiritually อืม လူငယ်တွေ spiritual ဘိုင်းတစ်ခုတည်းမဟုတ်ပါဘူး yeah ကျမတို့ intellect အပိုင်းတည်းဉာဏ်ဉာဏ်သွေးအပိုင်း mental အပိုင်း spiritual ဘိုင်း body ဘိုင်း then physical yeah physical ဘိုင်း อืม လုံးဝကို grow ကြီးထွားပြီးတော့ကျမတို့ရှောက်လန်းရမှာဖြစ်တယ် อืม ပြီးရင်နောက်ဆုံးချက်ဆရာရဲ့ကျမတို့အဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်အပင်တို့တရိတ်ဆန်တို့ရှောင်းမဝင်ကြီးလေ့လာရနော် อืม အဲ့ဒါကျမဘယ်လို point of view ဘယ်လိုရလိုက်လဲဆိုရင် อืม ရှောင်းမဝင်ကြီးကလေဖျားဖန်ဆင်းထားတဲ့ nature ကိုသဘာဝကိုသူစူးစမ်းတယ် curious ဖြစ်တယ် wow อืม အဲ့ဒီအချိန်ခါတော့က तू ကဘယင်ဖြစ်ပေမဲ့လည်းအုတ်ချုပ်ရေးပိုင်းမှာပဲ तू မပြီးသွားဘူး อือฮึ တချင်းနေစာရေး तू ရေးတယ်တဘာဝကို तू လေ့လာတယ် อือฮึ အကြောင်းတွေကောင်းကောင်းသိရယ်တရိတ်ဆန်အကြောင်းတွေငါအကြောင်းတွေအပင်အကြောင်းတွေအဲ့တော့ကျွန်မပြောချင်တာကကျွန်တော်ဒီဘက်ခေတ်မှာဆိုရင်ကျွန်တော်တို့လူငယ်တွေ อืม technology ခေတ်ဖြစ်တယ် screen time များ Yes တယ်อืม screen time တရက်နဲ့တရက် screen time တော်တော်လေးကိုများတယ် อืม အဲ့တော့ကျွန်မအားပေးချင်တာက technology အပိုင်းအဲ့ screen time အပိုင်းကတက်တက် limit လုပ်ထားပါပြီးရင်ဘုရားဖန်ဆင်းထားတဲ့တကယ်တဘာဝကိုလည်းခံစားကြည့်ပါလို့ feel the nature yes free the nature အဲ့ဒီမှာအားပေးရှင်တာကတကယ်လို့အားလက်ရက်တွေမှာဆိုရင်ဟိုတောင်တက်တာတို့ပြေးတာတို့ อืม လမ်းလျှောက်တာတို့အဲ့လိုမျိုးအပြင် exercise လေးတွေလုပ်ကြည့်ပါတဘာဝကိုခံစားကြည့်ပါလို့အရသာတစ်မျိုးခံစားရမှာကိုကျမအရန် sharing လုပ်ပေးချင်တာဖြစ်တယ် ဆိုတော့ဆရာမတောင်တက်တယ်ဆိုတော့ကျွန်တော်အခုတလောဆရာမကိုတွေ့နေတယ်เนาะတောင်နေတက်ဖြစ်နေတယ် ဟုတ်တယ် ဆိုတော့အဲ့ဒီရဲ့ experience တွေပေါ့ อืม experience တွေမောတာတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီကနေရလာတဲ့ อืม experience တွေ sharing လုပ်ပါ တောင်တက်နေတော့ကကြတော့အရန်ပြန်လေ့ရှင်နေဆရာရဲ့အရန်ပင်ပန်းနေဒါပေမဲ့ပြန်လဲလို့ကလည်းမရဘူးအရှိလည်းဆက်မသွားချင်အနောက်ကလည်းပြန်လဲလို့မရဘူးဒါပေမဲ့ဟိုဖြည်းဖြည်းချင်းစီသွားတယ်ဒါပေမဲ့တောင်ပေါ်ရောက်သွားလို့ရှိရင်ဘာနဲ့မှလဲလို့မရဘူးဆရာအဲ့ယူကြီးကဘာနဲ့မှလဲလို့မရဘူးတကယ်တက်ရတာလုံးဝတန်တယ် yeah ဖျားဖန်ဆင်းထားတဲ့အဲ့ဒီတဘာဝအလှလေးတကယ်လှတယ် try ကြည့်ပါလူငယ်တွေတကယ်အခုရတီဦးတူရတယ်တကယ်ဆောင်းအကုန်ຫນွေဦးရောက်ခါနီးဒီလိုအချိန်မှာဆိုတော့လေအရန် fight တယ် yeah အရင်လုံးဝအရန် fight တယ်ကျမလုံးဝအားပေးတယ်ကျမလုံးဝတိုက်တွန်းတယ်သွားကြည့်ပါတကယ်ဖះရဲ့ဖန်ဆင်းထားတဲ့လက်ရာတကယ်လုံးဝ special ဖြစ်တယ် yeah ဆိုတော့ဒီတဘာဝတရားကိုလည်းခံစားရမယ်ပြီးတော့ကျမ်းမာရေးအတွက်လည်းတကယ်ကောင်းတယ်ဆိုတော့ဆရာမပြောရတဲ့အထဲမှာ timing လေးကိုကျွန်တော်ပြန်ပြီးတော့မှဆင်ကျင်မိတာရှိတယ်အခုဆရာမငယ်သေးတယ်ကျမ်းမာနေတဲ့အခါမှာတက်ခွင့်ရတယ်တက်နိုင်နေတယ်ဒါပေမဲ့အခုအသက်ကြီးလာတယ်ဆိုလို့ရှိရင်ဒါတက်ချင်ဆိုမတက်နိုင်တော့ဘူးကျမ်းမာရေးမကောင်းတဲ့အခါတွေဖြစ်လာနိုင်တယ်ဆိုလို့ရှိရင်လုံးချင်တာတွေမလုံးနိုင်တော့ဘူးဆိုတော့ this is timing ဆိုတော့လူငယ်တွေကိုအဓိကပြောချင်တာငယ်နေတော့ကျမ်းမာနေတော့သွားလာနိုင်တော့မှာလောက်စေခြင်းတယ်နော်ကျမ်းမာရေးဆိုဆရာမပြေးလဲပြေးနေတယ်နော်အခုတော့ဟုတ်တယ်ဆရာ ဆရာမစခင်နေတယ်ရန်ကောင်းလာတယ် ဟုတ်တယ်ဆရာ အဲဆိုတော့ဒါလူငယ်တွေကိုဒါကျွန်တော်က ဒါအေးငယ်နေတော့ပါဘောနော်အသက်ငယ်တော့ဒါကျမတို့လုပ်လို့ရတဲ့ဟာတွေဖြစ်တယ်ပတ်စံမကုန်းဆရာရဲ့ဟို nature ကိုခံစားပြီးတော့ဟို weight လဲကြရဆရာ yeah benefit ပြီးတော့အသားရည်လဲလာရယ် yes try ကြည့်ပါနော်ကျွန်တော်ဆရာမကဒါဟိုပါလေ honest review ပေါ့နော်ဒါ honest review ကိုယ်တိုင်ခံစားပြီးတော့မှကိုယ်တိုင်ရလာတဲ့အတွေ့အကြုံတွေကနေပြီးတော့မှအားလုံးကို sharing လုပ်ပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာရပြီဆရာနောက်တစ်ခုဆက်အောင်ဆရာအဲ့တော့ okay အဲဆိုတော့ဒီနေ့ကျွန်တော်အများကြီးလဲဆက်မပြောတော့ဘူးဒီ၄ချက်ပေါ့နော်အတီးကကျွန်တော်ပြန်ပြီးတော့မှသုံးသက်ခြင်းနဲ့အချုပ်ပြန်ပြောပေးခြင်းနဲ့လူငယ်တွေကိုပြန်ပြီးတော့မှထိမိလေးရောက်သွားစေခြင်းနဲ့နံပါတ်1တစ်ချက်က Solomon ရဲ့ဘဝမှာကျွန်တော်တို့ဘာသင်ယူလိုက်ရလဲဆိုတော့ know yourself and what you need ကိုဘာလို့နေရလဲကိုအထဲမှာဘာရှိလဲကိုဘယ်သွားရမှာလဲဆိုတော့တိကျကျသိနေဖို့လိုအပ်တယ်ဟုတ်တယ်ပြီးရင်နံပါတ်2အချက်ကကြတော့ Solomon မင်းကြီးက negotiate လုပ်တတ်တယ် teamwork communication skill ပြီး management skill လူငယ်တွေဒီအရာတွေသိထားဖို့လိုတယ်လူငယ်ခေါင်းဆောင်တွေ teamwork တွေဘယ်လိုလုပ်ရမလဲ management ဒါတွေအရန်လိုအပ်ပါတယ် yeah skillful person เนาะ
skill ဆိုတာတန်မိုးပဲဖြစ်တယ်တန်မိုးရှိရဲ့လူငယ်တွေဖြစ်ချင်တန်မိုးတွေဖြစ်ဖို့လိုအပ်တယ်ဆိုတာကို Solomon ရဲ့ live ကနေမှသင်ယူရတယ်ဆိုတော့အဲ့ဒီမှာအဓိကတော့เนาะ wisdom နေစတာဖြစ်တယ်เนาะဘာလို့လဲဆိုသိဖို့အတွက်အဓိကနံပါတ်1သင်လိုတာ wisdom ဘုရားစီကလာတဲ့ဉာဏ်ပညာလိုတယ်အဲဆိုအရာရာကိုပိုင်းခြားသိပြီးတော့မှမှန်ကန်စွာလှုပ်ဆောင်နိုင်နိုင်မှာဖြစ်တယ်နောက်တစ်ခုကတော့ဆိုတော့review ဟုတ်တယ် တချက်က review ဖြစ်တယ်ပြန်ပြီးတော့မှသုံးသက်ခြင်းကအရန်နဲ့အရေးပါတာဖြစ်တယ်အမှားတွေကဘဝဆုံးရှုံးသွားတာမဟုတ်ဘူးအမှားတွေကသင်ခန်းစာယူနိုင်ရင် live ကလုံးဝပြောင်းလဲပြီးတော့မှဒီအမှားတွေကနေပြီးတော့မှတကယ်ကောင်းကြီးမင်္ဂလာတွေဖြစ်လာမယ်ဒါကြောင့်မလို့ review လုပ်ဖို့မမေ့ပါနဲ့ကိုယ့်ရဲ့ဘဝကိုမှားခဲ့တယ်ကိုရှောက်လန်းခဲ့တဲ့တစ်လျှောက်လုံးမှာပြန်ပြီးတော့မှ review ပြန်လုပ်ပြီးတော့မှပြင်ဆင်သင့်တာကို time အချိန်မီပြင်ဆင်ဖို့အတွက် Solomon ရဲ့ live ကနေပြီးတော့လူငယ်တွေ encourage လုပ်ခြင်းနဲ့ ဟုတ်တယ်ပြီးရင်နောက်ဆုံးတစ်ချက်ကကြတော့ learn broadly ကိုယ့်ရဲ့နယ်ပယ်ကိုချက်ထွင်ပါလေ့လာစရာရှိရာတွေကိုချက်ထွင်ပါခြေလန်းလန်းပါတကယ်ပဲကိုမထင်ထားတဲ့အရာတွေအများကြီးကိုဘုရားပြင်ဆင်ပေးထားတာရှိတယ်ဖော်ထုတ်ပါတူးဖော်ပါပြီးရင်သဘာဝကိုခံစားပါဘုရားရဲ့ဖန်ဆင်းခြင်းလက်ရာအရန်လာပါတာဖြစ်တယ်လေ့ကျင့်ခန်းလုပ်ပါကျမ်းပါတဲ့လူငယ်တွေဖြစ်အောင်လို့ကျမတို့များများလေ့ကျင့်ခန်းလုပ်ရအောင်အပြင်ထွက်ပြီးတော့တောင်တက်တာတို့ဘာတို့ exercise တွေလုပ်အောင်လို့ Yes let's go ဆိုတော့အားလုံးပဲဒီနေ့ Solomon ရဲ့ live ကနေပြီးတော့မှကျွန်တော်တို့ကောင်းကြီးရတယ်လို့ဒီမှာရှိရဲ့နားထောင်နေတဲ့လူငယ်လူကြီးအကုန်လုံးเนาะတေချာပေါက်ကောင်းကြီးရမယ်ဆိုတာယုံကြည်တယ်အရောက်စီတိုင်းကိုဘုရားသခင်တာ၍ကောင်းကြီးပေးပါစေဆိုတော့နောက်ရဲ့ focus တွေမှာလည်းပြန်ဆောင်ကြမယ် see you